ပုံတစ်ပုံစပြီးတော့မယ်ဆိုရင်ကျွန်တော်မဖြစ်မနေလောက်ရမယ့်အရာရှိပေါ့နော်အဲ့ဒါကတော့ basic setting ကိုအမြဲတမ်းချိန်ပြရပါမယ်ဒီပုံမှာကျွန်တော် raw ပုံဆိုတော်တော်ကြီးမှောင်နေရဲ့အဲ့တော့ကျွန်တော် exposure လေးနည်းနည်းတင် contrast နည်းနည်းလေးတင်မယ်ပြီးတော့ရင် highlight ကို short ပြီးတော့ shadow ကိုဖြစ်နိုင်တယ်ပုံလင်းနိုင်တယ်လို့တင်လိုက်ပေါ့နော် exposure နဲ့ shadow နဲ့မတူပါဘူး exposure တစ်ပုံတစ်ပုံလုံးအရင်လင်းသွားတဲ့ပုံစံမျိုးပါပြီးတော့ white black ဒါလေးနည်းနည်းလေးလိုက်ကစားပါမယ်ပြီးတော့ရင်ကျွန်တော် crash ဆိုတဲ့ဟာလေးရှိရပေါ့နော်ဒီ basic setting အပေါ်မှာဒီကောင်လေးကိုမှဒီကောင်ကဘာလာအသုံးပြုရတာလဲဆိုတော့ကျွန်တော်နည်းနည်းလေးရှင်းပြပေးမယ်နော်ဒီဘယ်ဘက်အောက်ဆုံးတောင်းအောင်ကြတော့ကျွန်တော်တို့ share တို့ဒီအလဲအဆက်နေရာတွေကကျွန်တော် mid တုံးနေရပါတော့ဒီဘက်အပေါ်ဆုံးတောင်းအောင်ကြတော့ကျွန်တော် highlight နေရပါတော့ဒီ video မှာရန်ရှင်းပြရနေနဲ့ရှောက်နေမှာဆိုလို့ကျွန်တော်ရဲ့ Telegram channel လေးမှာလည်းဒီ basic photography စာအုပ်လေးကျွန်တော် free ချပေးထားပါတယ်ကျွန်တော်ထုတ်ပေးထားတာမဟုတ်ပါဘူးကျွန်တော်လေ့လာပြီးရှာဖွေထားတဲ့စာအုပ်လေးတစ်ခုပါဒီမှာအခမဲ့ဝင်ရောက် download ဆွဲပြီးတော့လေ့လာနိုင်ပါတယ်ခင်ဗျာဒါကတော့ကျွန်တော် crop လေးနည်းနည်း color လေးကစားမယ်ပေါ့ဗျာပြီးတော့တခြားကျွန်တော်ရဲ့ channel ထဲမှာဒီ DNG preset file လေးဒီကျွန်တော်ရဲ့ဒီ edit တဲ့ပုံစံတွေပေါ့နော်ကျွန်တော် tutorial လေးလုပ်ပေးထားရှိပါတယ်လေ့လာခြင်းနဲ့ဆိုရင်တော့ free ဝင်ရောက်လေ့လာနိုင်ပါတယ်ကျွန်တော်ရဲ့ Fiverr Telegram channel လေးမှာတွားရောက်ကြည့်ရှုနိုင်ပါတယ်တလက်စာလေးကျွန်တော် Lightroom course လေးလုပ်ပေးဖို့ရှိပါတယ်တခုတည်းတော့မဟုတ်ပါဘူးကျွန်တော်ဒီ video သမားရဲ့အတွက်လည်းဒီကက်ကမှာ auto သုံးလို့ရမယ် color lab တွေကျွန်တော်လုပ်ပေးထားရှိပါတယ်80ကျော်လောက်ရှိပါအဲ့ဒါတွေပါကျွန်တော် free ပေးမှာပါပြီးတော့ရင်တော့ကျွန်တော်ဒီမှာ color adjust ပေါ့နော်နည်းနည်းလုံး saturation လျှော့ပြီးကျွန်တော် vibrate နည်းနည်းတင်လိုက်ပါတယ်ပြီးတော့ color temperature တော့ကျွန်တော်မချိန်တော့ပါဘူးပြီးတော့ရင်ဒီမှာ color mix ဆိုတဲ့ဟာလေးရှိပါတယ်ဒါလေးကိုကျွန်တော်အတူတူရှင်းပြပေးပါမယ်ဥဆိုတဲ့ဥကကြတော့ကျွန်တော်ဘာလုပ်တာလဲဆိုဒီပုံမှာပါဝင်တဲ့အနီရောင်ဆိုအနီရောင်ရဲ့ color ပြောင်းနေတာပါနော် hue ဆိုတာ saturation ကတော့အကုန်လုံးလေးသိကြမှာပါကျွန်တော်တို့ဒီ color ဆိုခြင်းနဲ့တောက်ခြင်းနဲ့ဆိုရင်တော့ saturation တင်ရပါဗျာအောက်ဆုံးက luminance ကကြတော့ဘာလဲဆိုဒီအနီရောင်ရှိတဲ့အနီရောင် color ဝင်နေတဲ့နေရာတွေပေါ့နော်လင်းမလားမှောင်မလားပြန်ချိန်တဲ့သဘောမျိုးပါခင်ဗျာဒါလောက်ဆိုရင်တော့ဒီ color mix ရဲ့အသုံးပြုပုံတော့နည်းနည်းလေးနားလည်မိတင်ပါတယ်အစင်းနေရမ်းကြော်သွားမှာဆိုလို့ခုနကကျွန်တော်ပြောခဲ့တဲ့ channel ထဲမှာ free စာအုပ်လေးရှိပါတယ်အဲ့ဒါလေးကိုအရင်လေ့လာလိုက်ပါ basic ကိုဒါလေးလေ့လာပြီးတော့ကျွန်တော် live နဲ့ပတ်သက်တဲ့အကြောင်းအရာလေးလည်းနောက်ပိုင်း tutorial လုပ်ပေးပါမယ်အမေ setting ထဲမှာကြာတော့ကျွန်တော်အရောင်တော့9ရောင်ပါပါတယ်ဒါတော့ခုနကျွန်တော်ပြောလို့ပဲ hue ရဲ့ saturation ရဲ့ luminance ရဲ့ကိုလိုချင်တဲ့ color ပုံစံမျိုးလိုက်ချိန်မှာအဓိကအကောင်းဆုံးကျွမ်းကျင်မှုကတော့ color theory color primary ကိုနည်းနည်းလေးလေ့လာပြီးသဘောပေါက်ထားရင်တော့ပိုကောင်းပါတယ်ဒီတိုင်းအစိမ့်တက်ကြီးထွားလုပ်မယ်ဆိုရင်တော့ကျွန်တော်စာလေးလာတော့လိုပဲယူသွားလိမ့်မယ်ပေါ့ဗျာဘာမှမသိဘာမှမတက်ဘာမှနားမလဲပဲနဲ့ရှောက်လုပ်တော့ပို့စုပတ်ဆက်ပုံစုပန်းစုကြီးထွက်လာပေါ့ဗျာကျွန်တော်လည်းမဖြစ်ချင်ဘူးဆိုရင်တော့ကျွန်တော်ပြောတဲ့ page လေးပဲအရင်လေ့လာလိုက်ပါပြီးတော့ရင်တော့ကျွန်တော်ဒီ live နဲ့ပတ်သက်တဲ့ဟာလေးတင်ပေးပါမယ်အခုတော့ဒီ video ဒီပုံရဲ့ color edit ဒီလုပ်ပုံလုပ်နည်းလေးကိုတော့ video လေးဆောင်ကြည့်လိုက်ပါကာလာလေးအကုန်ချိန်ပြီးသွားပြီဆိုရင်တော့ကျွန်တော်ဒီ bevel down နဲ့ action move ဆိုတဲ့ဟာလေးရှိပါတယ်အကောင်လေးကိုတစ်ချက်နှိပ်လိုက်ပါဘာအသုံးပြုဖို့လဲဆိုတော့ကျွန်တော် background နဲ့ subject ကိုတီးတန့်ခွဲထုတ်ပြီး edit ပြင်ဖို့ပါပြီးသွားရင်ကျွန်တော်အမှ select subject ကိုနှိပ်လိုက်ရင်သူကလူပုံပဲတီးတန့်ပေါ့နော်ဒီ lighting လင်းမလားမှောင်မလား shadow တင်မလားသူ skin ကို smooth အောင်လုပ်မလားဆိုတဲ့ပုံစံမျိုးပေါ့ဗျာဒါလေးလုပ်လို့ရပါတယ်ဒီမှာကျွန်တော်နည်းနည်းလေး light ပြပေးထားပါတယ်တချို့ဟာလေးပေါ့နော်ပုံနဲ့ light ပြမဲ့ဟာလေးပေါ့ကျွန်တော်လည်းလေးတာကစားတောင်လုံးမြောက်လို့ရှောက်လို့ပါဗျအခုထိလည်းအလွဲလေးရှိနေပါသေးတယ်အလွဲချက်တွေအများကြီးရှိပါသေးတယ်ကျွန်တော်လည်းလေးလာနေစေပါတင်တန်းတက်ထားတော့ကျွန်တော်ဟိုလောက်ရှိတော့2022ကဆိုတော့၄နှစ်လောက်ရှိပြီပေါ့နော်ပြီးတော့ကျွန်တော်တကယ်လက်တွေ့ဒီပွဲတွေပါလေကျွန်တော်လက်တော်လိုက်နေတာရှိပါတယ် freelance အနေနဲ့pre-wedding indoor တွေရော outdoor တွေရောကျွန်တော်အရင်တော့တကယ်ဝါသနာ YouTube ခက်တွေပေါ့နော်အလုပ်ဝင်လုပ်ပြီးတော့အနည်းကကျွန်တော် live လေးရခဲ့ပူပါတယ်ဒါပေမဲ့အချိန်ကြီးလည်းအရင်ပေးနိုင်တော့ကျွန်တော်ထွက်ပြီးတော့ပဲဒီမှာ freelance ပုံမျိုးနဲ့ပြန်လုပ်နေပါတယ်ကဲဒီမှာကျွန်တော်ရပြီဆိုရင်တော့နောက်တဲ့ select subject လောက်ထားတဲ့ဟာကိုကျွန်တော် placement ဆိုတဲ့ဟာလေးပေါ့နော်ဘယ်ဘက်ဆိုတော့အကောင့်ကြောဒီကျွန်တော်လူပုံရဲ့မျက်နှာမှာရှိတဲ့ watch channel တွေသူကတော့ AI နဲ့ auto ဖြောက်ပေးရပါဗျာဒါတော့ AI future လေးအစ်စ်ပါလာတာတော်တော်လေးကောင်းတယ်လို့ပြောပြီး
အမှကျွန်တော်တို့ဒီမျက်နှာနဲ့ပတ်သက်တဲ့အစိပ်ပိုင်းအကုန်ပြင်လို့ရတယ်ပေါ့နော်အဲဒီမျက်နှာသွားကိုဖြူခြင်းလားဝါနေတဲ့ဟာကိုဖြူအောင်လည်းလုပ်လို့ရတယ်မျက်လုံးမျက်စံမှာကျွန်တော်မင်းနေလေး share လုပ်နေနေဆိုရင်လည်းကျွန်တော်လင်းအောင်ပြန်လုပ်ပြရပါတယ်အော်တိုလုပ်ပြရပါအော်တိုကြီးကနည်းနည်းလင်းများတယ်ဆိုတော့ကိုယ့်အကူပြန်ချိန်လို့ရပါတယ်ဒါပြီးရင်တော့ကျွန်တော်ပြီးသေးပါဘူး masking အသုံးပြုပါမယ်ဒါကတော့ခုနကကျွန်တော် action မူရဲ့က auto select မှတ်ပြီးအသုံးပြုထားရပေါ့နော်ဒီမှာကျွန်တော် select subject select sky select background brush move အများကြီးပါတယ်ပေါ့ဗျာကျွန်တော်ရှေ့မှာလည်း video လေးတစ်ခုလုပ်ပေးထားရှိပါတယ်ဟိုကတော့ကျွန်တော် gradient masking ကိုသုံးပြီးတော့ဒီလူရဲ့နောက်ကနေပေါ့နော်နေထိုးနေတဲ့ပုံစံလေးပေါ့နော် flare ဝင်နေတဲ့ပုံစံလေးလုပ်ပါ gradient mask ကိုနှိပ်ပြီးသွားရင်ကျွန်တော်ကဒီ masking သုံးလိုက်ပါပေါ့ဗျာဒီလူကလွဲပြီးတော့အောက်ပိုင်းတွေကိုကျွန်တော်နည်းနည်းလေး share လို့ချမယ်ပေါ့ဗျာ share လို့ချမယ်နည်းနည်းလေးမှောင်မယ်ပေါ့လူအဓိကထင်တာမြင်တာရှိသေးခြင်းလို့ပါ masking ကိုကောင်းကောင်းသုံးသပ်သွားရင်တော့တော်တော်လေးမိုက်ပါတယ် line ဝင်သုံးပြရတာပေါ့နော်အဲဒီမှာကျွန်တော် basic setting တွေကိုသွားပြီးတော့လိုအပ်တဲ့ဟာတွေပေါ့နော် highlight shot တင်တာ shot contrast shot တင်တာ shot ကျွန်တော်နည်းနည်းလေး color lighting လေးပြန်ချိန်မယ်ပေါ့ဗျာအဓိကတော့လူနေထိုးနေရဆိုလူပဲထင်တာရှိသေးခြင်းလို့ပါခုန gray အမှန်လေးပြီးတော့ကျွန်တော်နောက်ထပ်ကျွန်တော် gray အမှန်လေးတစ်ခုထပ်ခေါ်ပါမယ်ခေါ်ပြီးတော့ရင်မလုပ်မလဲဆိုတော့ကျွန်တော်ဒီလူရဲ့ subject ရဲ့နောက်ကပေါ့နော်ဒီ sunlight flare လေးဝင်နေတဲ့ဟာလေးလုပ်မှာပါအခုဒီပုံမှန်တိုင်းကျွန်တော်လုပ်လိုက်မယ်ဆိုလူက lighting တွေကဘာထိမှာပေါ့ဗျာအဓိကကျွန်တော်ကလူကိုမထိချင်ဘူးပေါ့အဲ့တော့မထိချင်ဘူးဆိုကျွန်တော်ကဒီ gradient map ကို mind ဖိထားလိုက်ရင်ဒီလိုလေးပေါ်လာအဲ့မှာကျွန်တော် minus select subject ကိုဖြုတ်လိုက်ပါဖြုတ်ပြီးတော့လူမထိဘူးကျွန်တော်နောက် background ကိုပဲပြီးတဲ့ကာလာပြန်ချိန်တဲ့ပုံစံမျိုးပေါ့နော်အမှကျွန်တော်လိုချင်တဲ့ကာလာအနေထားကိုပြန်ချိန်မယ်အဓိကဝါသနာပါတယ်ဆိုရင်ကျွန်တော်အချိန်တိုလေးနဲ့တက်လွယ်ပါတယ်အဓိကဒီကာလာအကြောင်းလေးအဓိကနားလည်ထိုင်လိုက်တော့အသုံးပြရအရင်လွယ်ပါတယ်ကျွန်တော်လေးလက်ကစားဘာမှနားမလဲပေါ့နော်ရှောက်လို့ဟိုလုပ်ဒီလုပ်ပေါ့ဗျာဒီလိုတင်တန်းလေးပါလေး join ပြီးလက်တွေ့ချက်လုပ်ခဲ့ပြီးတော့မှနည်းနည်းလေးနားလဲတော့ပေါ့လားပေါ့ဗျာကဲကျွန်တော်ဒီ color adjust အကုန်လုံးပြီးသွားပြီဆိုရင်တော့ကျွန်တော်ဒီ flare လေးကိုလိုချင်တဲ့နေရာလေးကိုဒီ light ချိန်မယ်ပေါ့ဗျာကျွန်တော် Lightroom course လေးလုပ်ပေးပြီးရင်တော့ဒီတိုးတစ်ခုချင်းဒီဓာတ်ပုံပြင်ဘာတွေရှောင်းအောင်မယ်စောင်းအောင်မယ်ဆိုတဲ့အချက်လေးတွေကကျွန်တော်အသေးစိတ်တစ်ချက်ချင်းစီပြောပြပေးမှာဖြစ်ပါတယ်